1600နှစ်ခုနှစ်မတိုင်ခင်ကကဘာပေါ်မှာကုမ္ပဏီဆိုတာလုံးဝမရှိခဲ့ပါဘူး။ဒါဆိုရင်အလုံနဲ့ဘဝကိုခွဲခြားထားတဲ့စနစ်ကဘလို့ပေါ်လာတာလဲ။အဲ့ဒီခေတ်ကလူတွေဟာအလုတ်ကိုတီးတန့်လှုပ်เสียမလို့ပဲရှင်သန်ခဲ့ကြပါတယ်။ယနေ့ခေတ်လူသားတွေဟာအလုတ်ထဲမှာပဲတသက်လုံးနှစ်မိုးနေကြရပါတယ်။ Google နဲ့ Intel လိုကမ္ဘာကျော်ကုမ္ပဏီတွေဟာမနုဿဗေဒပညာရှင်တွေကိုခန့်အပ်ထားကြပါတယ်။ဒီပညာရပ်ဟာလူတွေရဲ့အတွေးအခေါ်ပေါင်းကိုကြော်ဖြတ်နိုင်ကိုကူညီပေးပါတယ်။စာရေးဆရာမအိုကာဝါချီနာအိုကိုကဒါကိုစာအုပ်ထဲမှာဖော်ပြထားပါတယ်။ Harvard တက္ကသိုလ်မှာလည်းဒီဘာသာရပ်ကိုမတင်မနီရသင်ကြားပေးနေပါတယ်။ဒါဟာစီးပွားရေးလောကအတွက်အလွန်အရေးကြီးတဲ့လူ့ဝက်လက်နက်ဖြစ်လာပါတယ်။ မနုဿဗေဒပညာရှင်တွေဟာသူတေသနလုပ်ဖို့တောရိုင်းမျိုးနွယ်စုတွေနဲ့အတူတအိမ်ထဲနေထိုင်ကြပါတယ်။သူတို့ဟာမျိုးနွယ်စုဝင်တွေလိုဝတ်ဆင်ပြီးအတူတူစားတောက်ကြပါတယ်။ဒါကိုပါဝင်လေးလာစောင့်ကြည့်ခြင်းနီလန်းလို့ခေါ်ဆိုပါတယ်။ကိန်းကနန်းတွေထက်လူတွေရဲ့တကယ်လှုပ်ဆောင်ချက်ကိုအနီးကပ်မြင်တွေ့နိုင်ပါတယ်။ဒီနီလန်းကလူတွေရဲ့မတိစိတ်ထဲကအမှုအကျင့်တွေကိုဖော်ထုတ်ပေးပါတယ်။ Coca-Cola ကုမ္ပဏီဟာတရုတ်နိုင်ငံမှာဘူးသွမ်းလက်ဖက်ရည်ရောင်းချရာမှာအကြီးအကျယ်ရှုံးနိမ့်ခဲ့ပူပါတယ်။တရုတ်လူမျိုးတွေဟာအရသာမရောဆက်ထားတဲ့သဘာဝလက်ဖက်ရည်စစ်ကိုပဲနှစ်သက်ကြပါတယ်။ဒါဟာမလိုလားအပ်တဲ့အရာတွေကိုဖယ်ထုတ်တဲ့နှုတ်ချင်းအတွေးအခေါ်ဖြစ်ပါတယ်။ Coca-Cola ကတော့အချိုနဲ့ကာဗွန်နိတ်တွေကိုပေါင်းစပ်တဲ့ပေါင်းခြင်းအတွေးအခေါ်ကိုသုံးခဲ့ပါတယ်။ဒီလိုယဉ်ကျေးမှုကွာခြားချက်ကိုဒေတာကိန်းဂဏန်းတွေကမဖော်ပြနိုင်ခဲ့ပါဘူး။1982ခုနှစ်သုတေသနပြုချက်အရရှီဦးလူသားတွေဟာတစ်နေ့ကို3နာရီကနေ9နာရီပဲအလုပ်လုပ်ခဲ့ကြပါတယ်။အမေဇုန်တောထဲကပီတာဟန်မျိုးနွယ်စုဝင်တွေဆိုရင်တစ်နေ့ကို2နာရီခွဲလောက်ပဲအလုပ်လုပ်ကြပါတယ်။ကျန်တဲ့အချိန်တွေကိုအိပ်ဆက်ခြင်းနဲ့ကစားခုန်စားပြုလုပ်ရင်ကုန်လွန်စေပါတယ်။ယနေ့ခေတ်ရုံးဝန်ထမ်းတွေဟာတစ်ပတ်ကို9ရက်တစ်နေ့ကို8နာရီအလုပ်လုပ်နေရပါတယ်။ဒါဟာသဘာဝကျတဲ့လူသားတွေရဲ့နေထိုင်မှုပုံစံလုံးဝမဟုတ်ပါဘူး။လူတွေဟာဘာကြောင့်ဒီလိုပင်ပန်းတဲ့ထောင်ချောက်ထဲရောက်သွားတာလဲ။စက်မှုတော်လှန်ရေးနောက်ပိုင်းပေါ်လာတဲ့စက်ရုံပိုင်ရှင်တွေဟာလူတွေရဲ့အချိန်ကိုစတင်တန်ဖိုးသတ်မှတ်ခဲ့ကြပါတယ်။စက်ရုံတွေမှာလူတွေကိုထိရောက်စွာစီမံခန့်ခွဲဖို့9နာရီရုံးတက်ချိန်ကိုသတ်မှတ်ခဲ့ပါတယ်။လူတွေရဲ့လုပ်အားကိုနာရီအလိုက်တွက်ချက်ပြီးလောက်ခလာစာပေးခဲ့ပါတယ်။ဝန်ထမ်းတွေဟာတက္ကသိုလ်ပြီးရင်ကုမ္ပဏီဝင်ရမယ်ဆိုတဲ့အယူအဆကိုလက်ခံလာကြပါတယ်။ဒါဟာအရင်းရှင်စနစ်ကဖန်တီးထားတဲ့လူလုပ်စနစ်တစ်ခုသာဖြစ်ပါတယ်။အရင်းရှင်စနစ်ဟာအလုပ်လုပ်နိုင်သူနဲ့အလုပ်မလုပ်နိုင်သူဆိုပြီးလူသားတွေကိုရက်ဆက်စွာခွဲခြားပစ်ပါတယ်။ယခင်ခေတ်ကတကြီးရွယ်အိုတွေနဲ့ကိုဝင်ဆောင်တွေဟာမိမိတို့တက်နိုင်တဲ့အလုပ်ကိုကူညီလုပ်ကင်ခဲ့ကြပါတယ်။ယနေ့ခေတ်မှာတော့သတ်မှတ်စံနှုန်းမပြည့်မီသူတွေကိုအလုပ်ခွင်ကနေဖယ်ထုတ်ပစ်ပါတယ်။လူတွေဟာအလုပ်ခွင်ကကဏ္ဍနဲ့မိသားစုကဏ္ဍကြားမှာစိတ်ပိုင်းဆိုင်ရာကွဲအဲလာကြပါတယ်။ဒါဟာနီးပညာတွေတိုးတက်လာပေမဲ့လူတွေပိုပင်ပန်းလာရတဲ့အကြောင်းရင်းဖြစ်ပါတယ်။ငါးတွေဟာရေထဲမှာရှိနေမှမသိတယ်လို့ပဲလူတွေဟာလည်းအရင်းရှင်စနစ်ထဲမှာနှစ်မုံနေကြတာဖြစ်ပါတယ်။ယဉ်ကျေးမှုမနုဿဗေဒဟာမိမိတို့ရဲ့နေ့စဉ်ဘဝကိုအဝေးကနေပြန်ကြည့်ဖို့ကူညီပေးပါတယ်။ဒါဟာယနေ့ခေတ်စီးပွားရေးသမားတွေမဖြစ်မနေလေ့လာရမယ့်ပညာရပ်ဖြစ်ပါတယ်။ဒါဟာပုံမကြီးမားတဲ့စနစ်တစ်ခုရဲ့အစိတ်ပိုင်းတစ်ခုသာဖြစ်ပါတယ်။ကမ္ဘာစီးပွားရေးရဲ့ကွယ်ကွယ်ကအမှန်တရားတွေကိုဆက်လက်လေ့လာဆန်းစစ်ဖို့လိုအပ်နေစေဖြစ်ပါတယ်